intermittent fasting မှာဘာတောက်လို့ရလဲဝိတ်ကြဖို့ intermittent fasting ကိုလုပ်တဲ့အခါ fasting hour မှာတောက်စရာရွေးချယ်တာမှားသွားရင်မိတ်ဆွေရဲ့ fasting ကအောင်မြင်မှာမဟုတ်ပါဘူး fasting hour အတွင်းမှာကယ်လိုရီမပါတဲ့အရည်တွေကိုပဲတောက်သုံးရမှာဖြစ်ပါတယ်ရိုးရိုးရည်တောက်လို့ရတယ်တခြားနှုတ်စီမပါတဲ့ black coffee green tea တောက်လို့ရတယ်ရေနွေးချမ်းတောက်လို့ရတယ်တန်မြာသီးတစ်စိမ့်ရှောက်သီးတစ်စိမ့်ပဲညှစ်ထားတဲ့ရေကိုလည်းတောက်လို့ရပါတယ်တောက်လို့မရတာတွေကတော့နှုတ်စီနှိုးမုံနဲ့ဖြော်ထားတဲ့နှုတ်လက်ဖက်ရည်3-in-1 coffee တွေတောက်လို့မရပါဘူးအချိုရည်ဖြော်ရည်တွေအကုန်ရှောင်ရပါမယ်ပြားရည်လည်းရှောင်ရပါမယ်အုံးရည်ကတောက်လို့ရလားဆိုရင်အုံးရည်ကကျန်းမာရေးနဲ့ညီညွတ်တယ်လို့ထင်ရပေမဲ့ကယ်လိုရီနဲ့တခြားဓာတ်ပါဝင်တဲ့အတွက်တောက်လို့မရပါဘူးဒါကြောင့် fasting ကိုထိထိရောက်ရောက်နဲ့အောင်မြင်ခြင်းရင်ရေ black coffee green tea ရေနွေးချမ်းတို့ကိုပဲ fasting hour အတွင်းမှာတောက်သုံးပါလို့တိုက်တွန်းခြင်းပါတယ်မရှင်းတာရှိရင်ကိုမန့်မှာမေးမြန်းသွားနိုင်ပါတယ်ကျွန်တော်ကတော့ဒေါက်တာဇင်ညီဖြစ်ပါတယ်